ဘောလုံးဝါသနာရှင်လူငယ်တွေရဲ့အသေးဆွဲရောလုံးကိန်း EA Sport FC ဟာ FIFA အဖွဲ့ချုပ်နဲ့ဘာဖြစ်လို့လမ်းခွဲခဲ့တာလဲ EA နဲ့ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA တို့ဟာနှစ်ပေါင်း30နီးပါးလက်တွဲပြီးကမ္ဘာအောင်မြင်ဆုံးဘောလုံးကိန်းတစ်ခုကိုတည်ဆောက်ခဲ့ကြတာပါ2020ခုနှစ်မေလမှာတော့သူတို့နှစ်ဦးသဘောတူညီမှုမရတော့ပဲတရားဝင်လမ်းခွဲခဲ့ကြပြီးနောက် EA ကဂိမ်းမီကို EA Sport FC လို့ပြောင်းလဲခဲ့ပါတယ် FIFA 23ဟာ EA ရဲ့နောက်ဆုံး FIFA အမည်ထည့်သွင်းခြင်းဖြစ်ခဲ့ပါတယ်လမ်းခွဲရတဲ့အကြောင်းကိုတိုတိုနဲ့လိုရင်းပြောရရင်တော့ငွေကြောင့်ပါပဲ FIFA အဖွဲ့ချုပ်ဘက်ကဂိမ်းထဲမှာသူတို့နာမည်သုံးခွင့်အတွက်၄နှစ်ကို American Dollar 1 billion ကျော်တောင်းခဲ့ပါတယ်ရခင်နှစ်တွေကထက်အများကြီးတိုးတောင်းလိုက်တာပါနောက်တစ်ချက်ကတော့ FIFA ဟာ EA ကိုသူတို့စိတ်ကြိုက်စီးပွားရှာခွင့်မပေးပါဘူး EA ကဂိမ်းထဲမှာ e-sport ပြိုင်ပွဲတွေ NFT တွေနဲ့တခြားအသစ်တွေလုပ်ချင်ပေမဲ့ FIFA ရဲ့စာချုပ်ကန့်သက်ချက်တွေကြောင့်ဘာမှမလုပ်နိုင်ခဲ့ပါဘူးဒါထက်ဆိုးတာက EA ရဲ့ပြိုင်ဖက်ဖြစ်တဲ့ Konami ကိုလည်းလုပ်ပိုင်ခွင့်တချို့ပေးမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာပါ EA နဲ့ Konami တို့ရဲ့ပြိုင်ဆိုင်မှုကိုလည်းနောက်ဗီဒီယိုမှာပြောပြပေးမှာမလို့ follow လုပ်ထားပေးပါဦးနော်စကားကိုဆက်ရမယ်ဆိုရင်ဒီအကြောင်းတွေကြောင့်ပဲ EA ဟာ FIFA ကိုတတိရှိရှိလမ်းခွဲခဲ့ပါတယ်ဒီလိုလမ်းခွဲရတဲ့အကြောင်းကလည်းရှင်းပါတယ် EA ဟာကစားသမားတွေရဲ့အမီမှန်ရုပ်ထွက်အမှန်ထည့်နိုင်ဖို့ Premier League, La Liga, Serie A စတဲ့လိဖွဲ့ချုပ်တွေကလပ်အသင်းတွေနဲ့တီးခြားစာချုပ်တွေကြိုတင်ချုပ်ဆိုထားခဲ့တာပါဒါကြောင့် FIFA နဲ့လမ်းခွဲတဲ့အတွက် EA ဆုံးရှုံးတာဆိုလို့ FIFA ဆိုတဲ့ဂိမ်းနာမည်နဲ့၄နှစ်တစ်ကြိမ်လာမဲ့ကမ္ဘာဖလားမှုလောက်တာဖြစ်ပါတယ်ကျန်တဲ့ကလပ်အသင်းချက်လက်တွေကစားသမားချက်လက်တွေအားလုံးက FC လက်ထဲမှာပဲရှိနေတာပါအချုပ်ပြောရရင် FC ဟာ FIFA နာမည်မပါပေမဲ့လည်းလက်ရှိအားကစားဂိမ်းလောကမှာအယောင်ရဆုံးဂိမ်းတွေကတစ်ခုဖြစ်နေသေးပါပဲဒီလိုအားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ follow လေးလုပ်ပေးသွားပါဦးနော်